တရားဝင်ရလဲကိုရဲ့မရောက်တာကြတော့တိလာကိုပြင်းလာဟဲ့ကိုဟိုမှာတက်တော့ဆယ်လီလေခလေးသူနဲ့တဟုတ်လားနော်လိုက်ရှင်တော့နော်ခလေးအိမ်လေးကြိုင်ထားလိုက်ကိုရနာကိုနော်ခဏလေးပဲနော်ကိုနော်ခဏလေးဆောင်ပြီနော်ကိုနော်အကိုတက်တော့ဆယ်လီမလားကိုဟိုတယောက်လေးညီမနာမည်မေ့နေလို့ဟုတ်တယ်မလားကိုအကိုနဲ့တူတူတွဲပြီးတော့တပုတ်လောက်ဆော့ကျင်လို့ဟာကနော်အကိုညီမကိုတပုတ်လောက်တယောက်ဆောင်ပြမယ်နော်ကို10မိနစ်စာလေးပဲ10မိနစ်စာလေး5 4 3 2 1 action နေငါပြောမယ်သိလားနော်နေငါမပြောချင်လို့ကြည်နေတာကြာပြီဒါမဲ့ငါမပြောလဲမပြောရဲငါဘဝကြီးကဘလို့ဖြစ်နေလဲသိလားဒီတည်းမြရဲ့အကုန်ပေါင်နံ3မိနစ်ကိုပေးနေရတာလေကျင်းနေရတာလေငါကိုလည်းကြည့်လိုက်အောင်လူရုပ်မပေါက်တော့ဘူးသိလားလင်နာယူရုပ်ပေါက်နေပြီလင်နာယူရုပ်တခြားကြည့်ထားငါရုပ်ကိုနော်အခုလေငါဘလို့ဖြစ်နေလဲဆိုတော့လေနင်းနဲ့ငါဆက်ပြီးတော့မပတ်သက်ချင်တော့ဘူးနော်နင်းနဲ့ဆက်ပြီးတော့ငါမတွဲနိုင်တော့ဘူးငါလေရှိသမျှရဲ့အကုန်ပေါင်နံရောင်းချပြီးနင်းကိုပေးလိုက်နင်းကတော်တော်စိတ်ကုန်နေရပြောရရင်ရှင်းပြောရင်လုံးဝနင်းစကောက်ငါမကြည့်ချင်တော့နော်နင်းကငါဘလောက်ထိစောက်ခွက်ကိုမကြည့်ချင်တဲ့နင်းကငါဖြတ်ချင်နေလဲဆိုတော့လေငါရဲ့အသေးတဲ့ရင်ထဲတွေမှာလေအောင်ပြီးတော့နင်းရဲ့မျက်နှာကိုမှန်းပြီးတော့အမှန်တမ်းပြောတာနင်းကိုငါဒဲတွေ့နေတဲ့အချိန်မှာလေနင်းရဲ့ရင်ဘတ်တွေစောက်ခွက်တို့ဓာတ်တွေနဲ့အဲ့လိုမှုန်းပြီးတော့ဇက်ထိုးပလိုက်ချင်တာသိလားနော်ဒါပေမဲ့ငါမပြောလို့လည်းမရအောင်နင်းခိုင်းသမျှလည်းငါအကုန်လုံးကငါမှနင်းကိုချစ်တဲ့စိတ်လေးတစ်ခုတည်းနဲ့ပဲကြည်နေပြီးတော့လေနင်းရဲ့လိုအပ်ချက်သမျှမှန်သမျှအကုန်ဖြည့်စည်းနေတာဒါကိုနင်းကနားမလဲဘူးနားလေလားကြာနေပြီသိလားနော်ဟမ်အဲ့ဒါကိုမြန်ပြောနေပြောပါဘူးကိုအိုက်တင်ကောင်းအောင်လို့ခဏလေးပောက်သွားအောင်လို့ဝမ်းစင်ဝမ်းကက်နော်ပောက်သွားအောင်လို့အဲ့ဒါကိုခဏလေးသိခံပြီနော်အဲ့တော့နင်းကိုနင်းသိရမယ်ငါနင်းကိုမပြောဘဲနဲ့နင်းသိနေရမယ်နော်နင်းစကားကငါနားမထောင်နိုင်ဘူးငါ့ကိုဩဇာပေးရငါမလိုချင်ဘူးနင်းကိုနင်းသိမယ်နော်ဟုတ်ပြီနော်နင်းကငါဆွဲဆောင်ပြီးတော့လှုပ်ပြစ်ချင်နေတာတော်တော်ကြားနေပြီသိလားလမ်းခွဲချင်နေပြီတော်တော်စိတ်ကုန်နေပြီကလေးကိုမြန်လမ်းခွဲချင်မဟုတ်ဘူးလို့မင်းသားကိုလို့ကိုအကိုအစင်ပြေလိုက်အပြေးကနေ့ပြေးသွားပြီရပါတော်တော်ကြောက်လားဟုတ်လားကိုကျေးဇူးတင်တယ်အမိနစ်တော့မပြေသေးကိုကြီးဒါပေမဲ့ဒီလောက်လေးပဲရင်ထဲရှိရခန္ဓာချက်လေးပြောလိုက်ရတယ်ဆိုတော့ကျင့်တတ်တယ်နော်ဘာလို့မရှိလဲဦးကဖွင့်တော့မယ်အကိုအာနာတယ်နော်အခုနောက်ခါကိုအခုတို့ပဲရှိပြမရှိတယ်ရှိလို့ရှင်လည်းပြောလေမရှိတော့ညီမရင်လေးဖွင့်ကျင်လို့ရင်တွင်းပြကလေးပါးစရာလေးရှိသေးလို့ပါးစရာလေးရှိသေးလို့ဟုတ်ကဲ့ကျေးဇူးပါနော်ဟုတ်ကဲ့ပါအကိုဖုန်းလေးဟုတ်ကျေးဇူးပါအဲ့ဒီအရင်ကောင်းတယ်နော်ဟုတ်တယ်ကိုမူအပြည့်မင်းသမီးလုပ်လို့ရမယ်ဓားလေးနဲ့ဆော့အဲ့လိုလေးနော်ကိုနော်တာမယ်လိုက်ကိုနော်